စာရေးလို့ပြောပါမည်နှုတ်ဝစီထုတ်မည်ဟုတ်သည်မဟုတ်သည်စဉ်းစားကယုံကြည်ကြပါတော့တပည့်အတီးဖွဲ့ကပင်စာရေးတဲ့ဆရာတင်ဆရာတင်ဆင်ကြီးကလုံးချီစိတ်ချညီညီလင်းစဉ်းစားနာထောင်းတော်ဆိုပါမည်ဆင်ကြီးကလုံးချီစိတ်ချညီညီလင်းစဉ်းစားနာထောင်းတော်ဆိုပါမည်ဆင်ကြီးကလုံးချီဒီလိုတော့လေဒီမောင်လေးကိုအရွက်တိုက်တယ်လို့ထင်ပါသည်ဒီဟာတော့လေဒီကောင်းလေးကိုအရွက်တိုက်တယ်လို့ထင်ပါသည်စာစီသမားရဲ့လာပြီးအနာကွယ်အာဒီတကမမရတဲ့လူပါတီစိတ်ချညီညီလင်းစဉ်းစားနာထောင်းတော်ဆိုပါမည်ဆင်ကြီးကလုံးချီစိတ်ချညီညီလင်းစဉ်းစားနာထောင်းတော်ဆိုပါမည်ဆင်ကြီးကလုံးချီဒီလိုတော့လေဒီမောင်လေးကိုအရွက်တိုက်တယ်လို့ထင်ပါသည်ဒီဟာတော့လေဒီကောင်းလေးကိုအရွက်တိုက်တယ်လို့ထင်ပါသည်စာစီသမားရဲ့လာပြီးအနာကွယ်အာဟိတကမမရတဲ့လူပါအတီးထောင်းရောင်နေမောင်းမောင်းချွေနောင်အမရာရွှေဘုံမီထောင်းရောင်နေမောင်းမောင်းချွေနောင်အမရာရွှေဘုံမီစီရအောင်ကြီးတီလာတောင်မြေကြောက်ဘူးပေါင်းစင်ကြီးကလုံးချီစိတ်ချညီညီလင်းစဉ်းစားနာထောင်းတော်ဆိုပါမည်ဆင်ကြီးကလုံးချီစိတ်ချညီညီလင်းစဉ်းစားနာထောင်းတော်ဆိုပါမည်ဆင်ကြီးကလုံးချီဒီလိုတော့လေဒီမောင်လေးကိုအရွက်တိုက်တယ်လို့ထင်ပါသည်ဒီဟာတော့လေဒီ
ကောင်လေးကိုအရွယ်တိုက်တယ်လို့ထင်ပါသည်စာစီသမားရဲ့လာပြီးအနာကွယ်ဘာဂီတကမမတက်တဲ့သူပါအတီတောင်းခြင်းစီထွေတွေရစ်တမ်းဒီတိုင်းပန်းမြိုင်လေတောတောင်တွေအပင်ကြီးတွေစုံအညီအလွန်နဲ့တဲ့တော့ဆင်းကြီးကိုကလုံးချီညွန်ခြင်းနဲ့ပြောအပင်ကြီးတွေစုံကြီးအလွန်နဲ့တဲ့တော့ဆင်းကြီးကိုကလုံးချီပါတယ်ဗျာညွန်ခြင်းနဲ့ပြောဆန်းပေါ်သည်နန်းတော်ရှိမယူရဲပါအတီတော်ပါဓမ္မကျွန်တော်မှာသာဆိုပါ၏ဇေယျအောင်မြေတေလာတောင်မြေကြောက်ပေါင်းစင်ကြီးကလုံးချီစိတ်ချဲညီညီလေးစဉ်းစားနာထောင်းတော်ဆိုပါမည်စင်ကြီးကလုံးချီစိတ်ချဲညီညီလေးစဉ်းစားနာထောင်းတော်ဆိုပါမည်စင်ကြီးကလုံးချီဒီလိုတော့လေဒီမောင်လေးကိုအရွက်တိုက်တယ်လို့ထင်ပါသည်ဒီဟာတော့လေဒီကောင်လေးကိုအရွက်တိုက်တယ်လို့ထင်ပါသည်စာစီသမားရဲ့လာကြီးအနာကွယ်ဘာဂီတကမမတက်တဲ့သူပါအတီ